အားလုံးပဲမင်္ဂလာပါကျမနာမည်ကတောင်းမေရီလို့ခေါ်ပါတယ်ကျမအခုလီဆူဓမ္မတက်ဂရုမှာဒီ music ထင်းထင်းချင်းအလုပ်ကိုအဓိကလုပ်ပြီးတော့ဖြန့်ဖြူးပါတယ်ပေါ့ဒီနေ့ဆိုရင်တော့ကျမတို့ music တွေဘယ်လိုယူမလဲဆိုတဲ့ဟာကိုကျမအနေနဲ့အနေငယ်မျှဝေသွားမှာဖြစ်ပါတယ်ဒါလီဆူဓမ္မတက်ဂရုရဲ့ခြံဝင်းမှာဖြစ်ပါတယ်ကျမတို့ music ယူတဲ့နေရာနေရာရှိရပေါ့နော်စိုက်တဲ့နေရာပေါ့အဲဆိုဒီကျောင်းရဲ့ခြံဆိုမှတက်နေရာရှိသေးတယ်ရိုးလို့ခေါ်ပါတယ်ဒါကြတော့လီဆူဓမ္မတက်ဂရုရဲ့ကျောင်းဝင်းမှာကျမတို့စိုက်ထားတဲ့မျိုးဖြစ်ပါတယ်အဲဆိုဒီနေ့က6မျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာမျိုးယူလို့ရတဲ့အပြင်တွေကို3မျိုးရှိတယ်ကျမကြည့်တော့လေ3မျိုးယူလို့ရပြီပေါ့နော်တချို့ကမရသေးဘူးအဲ့ဒါကိုကျမဘလိုမျိုးကမျိုးကောင်းမျိုးတက်ကျမတို့ယူတင်တယ်လဲဘလိုမျိုးကမယူတင်ဘူးလဲဆိုတဲ့ဟာကိုကျမအနေနဲ့ဒီနေ့လက်တွေ့ရိပ်ပြီးမှလုပ်ပြသွားမှာဖြစ်ပါတယ်ရိပ်ပြမှာဖြစ်ပါတယ်ပေါ့နော်မျိုးစေ့ရွေးချယ်တဲ့ဟာကိုကျမလက်တွေ့ရိပ်ပြီးမှပြသွားမှာဖြစ်ပါတယ်အဲ့ဆိုရင်ဒီဟာဆိုရင်တော့ဒါမုံကြီးဖြူမျိုးဖြစ်ပါတယ်နော်ဒါမုံကြီးဖြူမျိုးဖြစ်တယ်သူကဘလိုမျိုးဆိုယူလို့ရပြီလဲရိပ်လို့ရပြီလဲဆိုရင်ကျမတို့ကဒီလိုစိမ့်တဲ့ဟာဆိုရင်တော့မရသေးဘူးပေါ့နော်ဒါပေမဲ့ဒီအများကတော့ဝင်းမဲ့နေပြီပေါ့ဝင်းမဲ့နေပြီဒါပေမဲ့ဒီဟာဒီတပင်နဲ့တချို့တပင်တွေကမရသေးဘူးဒါပေမဲ့ကျမတို့ကမျိုးရောမှထဲ့လို့မဖြစ်ဘူးပေါ့သူကမျိုးမအောင်သေးဘူးအောင်ရင်လည်းသူဟိုကြာရှည်ထားဖို့မျိုးကောင်းမျိုးတန်းဆိုတော့သူကအစ်စ်မမီတော့ပေါ့နော်အားကြကျမတို့မျိုးယူတော့မယ်ဆိုရင်ဒီလိုမျိုးဝါပြီးမှမာနေတဲ့အကုန်လုံးဝင်းမဲ့နေပြီကျမတို့ယူလို့ရပြီပါဒီနေ့ဆိုရင်တော့နည်းနည်းတော့နောက်ကျတယ်ပေါ့နော်ဒီမုံကြီးမျိုးတို့ကိုင်းလန်မျိုးမုံကြီးအုပ်စုတဲ့မျိုးယူမယ်ဆိုရင်မနဲ့ဆော့ဆော့ယူတော့ပိုကောင်းတယ်သူကဘာလို့ဆိုထိလိုက်ရတဲ့သူကကွဲအပ်တယ်အဲ့ဆိုကျမတို့မျိုးတွေပြန်ချွေတယ်ပေါ့နော်အခုကနီနည်းနည်းပူနေပြီဆိုတော့လေမျိုးကလည်းတအားဝင်းမဲ့နေပြီဆိုတော့ကျမတို့နည်းနည်းဂယူဆိုင်ပြီးမှတော့ရိတ်ရမယ်ပေါ့ဆိုတော့အစိတ်တွေကျွေလာမှာဆိုလို့ဆော့ဆော့ဆိုတာနည်းနည်းတက်တာတယ်ပေါ့နော်အဲ့ဆိုကျမတို့ဖြည်းဖြည်းချင်းပဲရိတ်မယ်ပေါ့နော်ဖြည်းချင်းယူပြီးမှရိတ်ပါမယ်လို့အကိုင်းတွေကိုကန်မှရိတ်ယုံပါပဲဘာမှခက်ပါဘူးပြီးကျမတို့တတိထားရမှာကမုံကြီးမျိုးတွေအားလေနော်သူကအစိတ်ကျွေတယ်ဆိုတော့ဒီအပေါက်မပါတဲ့စကောပေါ့နော်စကောတွေတုံးရပိုကောင်းပါတယ်အဲ့ဒါမှကျမတို့အစိတ်ရိတ်ရင်းနဲ့ထိုင်းနဲ့ကျွေရင်လည်းသူကဟိုမှာရှိနေမှာမလို့လေဆက်ရိတ်မယ်ချို့စိမ့်တဲ့ဟာကိုကျွန်မထားလိုက်ပါတယ်လို့သူ့ကိုနောက်တစ်ခေါက်ရေးရမှာဖြစ်ပါတယ်ကျမတို့အခုမုံကြီးဖြူမျိုးတော့ဒီလိုပဲပေါ့နော်မုံကြီးဖြူမျိုးယူပြီးပြီဆိုတော့ကျမနောက်နှစ်မျိုးကျန်တဲ့ဟာပြန်ဆက်ယူပါမယ်ပေါ့အခုဒီလိုတွိုင်းနဲ့ဗာမျိုးကျမပြောပြသွားမယ်ပေါ့နော်ဆိုဒီဟာကိုခဏထားလိုက်မယ်နောက်တစ်မျိုးယူမှာဖြစ်တဲ့အတွက်ဒီကတော့ဖက်ချီဝူးပေါ့နော်သူကဖက်ချီဝူးလို့ခေါ်တယ်ဒါလည်းယူလို့ရပြီပေါ့နော်ဒါဆိုရင်ဆက်လက်စိမ်းသူကတော့မရသေးဘူးပေါ့နော်